ကောင်မလေးဟာသူမရဲ့ရေဆေးရောင်စုံဖောင်တိန်နဲ့လူတွေစီကားနေတဲ့ဈေးဆိုင်တန်းပုံတစ်ပုံကိုပုတ်ပုတ်ပပလေးဆွဲလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲဝယ်သူတွေဟာအုပ်စုလိုက်ကြီးချက်ချင်းပြေးဝင်လာကြပါတယ်လူတိုင်းဟာအဲ့ဒီဆိုင်ကနေဝယ်ဖို့လူရက်နေကြပါတယ်ဒီရအားလုံးဟာမကြသေးခင်ကကောင်မလေးဟာတောင်းစားသူတယောက်ကိုစေတနာနဲ့ကိတ်မုံပြတစ်ချက်ပေးခဲ့ရကနေစတင်ခဲ့တာပါမထွက်ခွာခင်မှာတောင်းစားသူကသူမကိုမှော်ဆန်တဲ့ဖောင်တိန်တစ်ချက်ကမ်းပေးခဲ့ပြီးဒီဖောင်တိန်ကသူမရဲ့ဘဝကိုထာဝရပြောင်းလဲပေးနိုင်တယ်လို့ပြောခဲ့ပါတယ်ပထမတော့ကောင်မလေးကမယုံခဲ့ပါဘူးဒါပေမဲ့သူမဆွဲတဲ့ပုံကတကယ်ဖြစ်လာတာကိုမြင်ပြီးတဲ့နောက်မှာတော့ဒီဖောင်တိန်ဟာတကယ်ပဲမှော်ဆန်နေဆိုတာသူမနောက်ဆုံးမှာသဘောပေါက်သွားပါတယ်သူမရဲ့အဖေနေရောညပါအလုပ်လုပ်လို့ပြင်ပန်းနေတာကိုမြင်တော့ကောင်မလေးကစိတ်မကောင်းဖြစ်ရပါတယ်ဒါကြောင့်သူမဟာမိမိကိုယ်ကိုအတွက်ဘီလီယံနာဖို့တယောက်ကိုဆွဲလိုက်ပါတယ်တိတ်မကြခင်မှာပဲစိန်ခံကားတစ်စီးဟာသူတို့ရဲ့ဆိုင်ရှိမှာရုတ်တရက်ရပ်တန့်သွားပါတယ်ကားထဲကနေချမ်းသာတဲ့တထေးကြီးတယောက်အပြေးလွှတ်ထွက်လာပါတယ်သူကအဲ့ဒီအမျိုးသားရဲ့လက်ကိုစိတ်လှုပ်ရှားစွာဆုပ်ကင်ပြီးသူဟာပျောက်ဆုံးနေတာကြပြီဖြစ်တဲ့သူ့ရဲ့သားဖြစ်တယ်လို့ပြောပါတယ်အဲ့ဒီအမျိုးသားဟာဘာမှတုံ့ပြန်ဖို့အချိန်မရခင်မှာပဲလုံးဝစွန့်မြင့်တက်သွားပါတယ်ဘီလီယံနာကဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေပြည့်နေနေတဲ့တစ်တတလုံးကိုယူလာခိုင်းပြီးအရာအလုံးကိုသူ့လက်ထဲအပ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားဟာအနီးနားမှာတယောက်ကဗီဒီယိုရိုက်နေတာကိုတတိပြုမိသွားပါတယ်သူကဒါဟာတရုတ်ဆောင်တက်ပဲမို့လို့ပကတိအခြေအနေပြအစီအစဉ်ရဲ့နောက်ပြောင်မှုတစ်ခုဖြစ်ရမယ်သူ့အတွက်စောင့်ကြိုနေတဲ့ဆုလက်တစ်ခုရှိရမယ်လို့ချက်ချင်းတွေးလိုက်ပါတယ်အဲ့ဒီအကြောင်းကိုတွေးပြီးသူဟာအလွန်ပဲစိတ်လှုပ်ရှားသွားကသူတို့ဘာပဲလိုချင်လုပ်ပေးဖို့အသင့်ရှိတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းကောင်းမလေးကမိမိကိုယ်ကိုအတွက်လှပတဲ့အမေတယောက်ပုံကိုတိတ်တဆိတ်ဆွဲလိုက်ပါတယ်မကြခင်မှာပဲအဲ့ဒီလူစုဟာဘီလီယံနာရဲ့ကြီးမားကျယ်ပြန့်တဲ့အရာကြီးစီရောက်လာကြပါတယ်သူတို့ကားပေါ်ကဆင်းချင်းမှာပဲရင်တက်ရှုမော့ခွဲလှပတဲ့အမျိုးသမီးတစ်ယောက်ကသူတို့ကိုစောင့်ကြိုနေပါတယ်ဘီလီယံနာကသူမကိုအဲ့ဒီအမျိုးသားရဲ့ကိုယ်ရေးကိုယ်တာလက်ထောက်ဖြစ်ခန့်အပ်လိုက်ပါတယ်ပြီးတော့အမျိုးသားကိုစီမံခန့်ခွဲဖို့အတွက်သူ့ရဲ့ကုမ္ပဏီတစ်ခုကိုလွှဲပြောင်းပေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားဟာကုမ္ပဏီရဲ့အမည်ကိုမြင်လိုက်ရတဲ့အချိန်မှာပဲအဲ့ဒီနေရာတင်ကျက်တည်သွားပါတယ်ဘာလို့လဲဆိုတော့ဒါဟာလွန်ခဲ့တဲ့ရက်ပိုင်းကတင်သူ့ကိုအလုပ်ထုတ်ခဲ့တဲ့အဲ့ဒီကုမ္ပဏီဖြစ်နေလို့ပါလူတိုင်းတရုတ်ဆောင်နေကြတယ်လို့ထင်နေတာကြောင့်အဲ့ဒီအမျိုးသားဟာချက်ချင်းစိတ်ဝင်စားသွားပါတယ်သူကဒီအခွင့်အရေးကိုတုံးပြီးကလဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်မကြခင်မှာပဲသူဟာလက်ထောက်နဲ့အတူကုမ္ပဏီကိုရောက်လာပါတယ်အဆောက်အဦထဲမဝင်ခင်သူ့မှာအာဏာအပြည့်အဝရှိမရှိသူကမေးပါတယ်လက်ထောက်ကဒါကိုချက်ချင်းအတည်ပြုပေးပါတယ်အဲ့ဒီအကြောင်းကိုကြားပြီးနောက်အမျိုးသားဟာဩဇာအာဏာရှိတဲ့သူတယောက်ရဲ့အမှုအရာကိုဖန်ပြီးယုံကြည်ချက်ရှိနဲ့ကုမ္ပဏီတွေကိုလမ်းလျှောက်ဝင်သွားပါတယ်သူဝင်ချင်းမှာပဲသူ့ဘဝကိုဆင်းရဲဒုက္ခရောက်အောင်လုပ်ခဲ့တဲ့မန်နေဂျာကိုပြင်းပြင်းထန်ထန်နှုတ်ဆက်မောင်းထုတ်လိုက်ပါတယ်ပြီးတော့သူ့ကိုကိုကြစော်ကားခဲ့တဲ့လူတိုင်းကိုလည်းအရေးယူလိုက်ပါတယ်မန်နေဂျာတွေကဒေါသချောင်းချောင်းထွက်သွားပြီးလုံခြုံရေးတွေကိုလှမ်းခေါ်ဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲလက်ထောက်ကရှေ့ကိုတက်လာပြီးဒီမျိုးသားဟာကုမ္ပဏီရဲ့ဥက္ကဋ္ဌအသစ်ဖြစ်တယ်လို့ကြေညာလိုက်တဲ့အခါရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်မျိုးသားရဲ့ရည်စားဟောင်းရောက်လာပါတယ်သူမဟာဒါကိုမယုံကြည်ယုံတယ်မကပဲလူတိုင်းရဲ့ရှေ့မှာသူ့ကိုနှိမ်ချလောင်ပြောင်းခဲ့ပါတယ်အမျိုးသားဟာနောက်ဆုံးမှာစိတ်ရှည်မှုကုံဆုံးသွားပြီးသူမရဲ့ပါးကိုဖျက်ရိုက်လိုက်ကပါးပြင်ကိုကင်ထားစေပါတယ်သူမဟာတိုင်တန်းဖို့မန်နေဂျာတွေစီချက်ချင်းပြေးသွားပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမယုံနိုင်စရာအရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်ထောင်လွှားနေတဲ့မန်နေဂျာဟာအမျိုးသားရဲ့ရှေ့မှာတူးထောက်ကျသွားပါတယ်ရည်စားဟောင်းဟာလုံးဝစွန့်အံ့ဩသွားပါတယ်သူမတစ်ချိန်ကအထင်သေးခဲ့တဲ့အမျိုးသားဟာတကယ့်ကိုဩဇာအာဏာရှိတဲ့ဥက္ကဋ္ဌကြီးဖြစ်လာခဲ့ပြီဆိုတာကိုအဲ့ဒီအချိန်ကျမှပဲသူမသဘောပေါက်သွားပါတော့တယ်